လဲဝါယောနန်တို့ရဲ့စိုးကုန်းမွန်တိုင်းကိုသွားကြမယ်ပေါ့နော်စိုးကုန်းမွန်တိုင်းကြီးတဲ့စုကီနိုကြီးတဲ့ကိုယွန်းတယ်ပေါ့နော်အောက်ပါဥပမာစာကြောင်းများကိုဖတ်ပြီးတော့မွန်တိုင်း114ရနေပြီးတော့116အထိဖြည့်ခိုင်းနေပေါ့နော်ကြီးတဲ့ကိုပြောမယ်အေးစံနဲ့အသက်က80ကျော်စီမိန်းကလေးပေါ့နော်ကြီးတကူတဲ့ story ခရာရှိကိုစတဲ့တို့တို့မှာတယောက်တည်းနေနေတယ်တဲ့အိုနာကြီးခန်းနိုင်နေပေါ့နော်ခရိုင်အတွင်းမှာပဲစူမှုမူစုမဲကပေါ့နော်နေထိုင်နေတဲ့သမီးကတဲ့စုကီနီအချီတို့ပေါ့နော်တလောက်တကြိအေးစံတော့ဂျီတကူတဲ့အေးစံရဲ့နေအိမ်ကိုပေါ့နော်အိုတိုဇိုရဲတဲ့ဤတို့ပေါ့နော်အလဲပတ်လာတယ်တဲ့ဆိုင်ကင်းအခုရပိုင်းမှာပေါ့နော်အေးစံတော့မိုနိုဝါဆိုတဲ့ကအိုကိုနာတဲ့ခိတတာမဲပေါ့နော်အေးစံကပစ္စည်းတွေမိတာတွေကပေါ့နော်များပြားလာတာကြောင့်ဖူအန်နီနာတာမူစုမဲကပေါ့နော်စိတ်ပူပင်နဲ့သူပူဆိုးရင်ပူပန်နဲ့ပေါ့နော်သူ့သမီးကတဲ့အေးစံတို့ရှောနေပေါ့နော်အေးစံနဲ့အတူတူပြောအင်းကိုဂျူရှေစတာတိုကိုရိုပေါ့နော်စေယုံကိုစေးသွားပြတဲ့အခါမှာဆိုရင်အီရှိခါရာဆရာဝန်စီကနေပြီးတော့ပေါ့နော်နိုးနော်တဲ့ဒီအုံနောက်ရေပေါ့နော်ခီယိုကူပေါ့နော်မှန်ညံနေကိုစကားစာဒိုရူဘူဘုံကပေါ့နော်စကားစာဒိုရူဆိုတာကြောင့်ထိချုပ်ထားတဲ့အစိပ်အပိုင်းကတဲ့ခန်းချောနီပေါ့နော်တိတာထင်ရှားစွာအီရှကူစတာပေါ့နော်အီရှကူဆိုတာကြတော့ကျုံသွားတယ်ပေါ့နော်အဲ့ဒါဆိုဟိုင်မာကတာနင်ချီရှောတဲ့အာရူတို့ရှင်တန်စာရတာပေါ့နော်အဲတိုင်းမှာတငယ်ပြယောဂဆိုပြီးတော့ယောဂတတ်မှတ်ခြင်းခံလိုက်ရတယ်တဲ့အေးဆန်ဟွာပေါ့နော်ခုနိုမမဂျီတကူတဲ့ခူရာစုခိုတိုခိဖို့ရှိဒီတိုင်းလေးပဲအိမ်မှာနေခြင်းနဲ့ဆိုပြီးတော့ပေါ့နော်စိတ်ဆန္ဒရှိပြီးတော့ခိုင်ကိုဟိုခန်နော်ဟိုမိုခိုင်ကိုဟိုမူဟက်ပါဆတ်ဘီဆူကိုလျောရှိနာကာရာပေါ့နော်အင်ကိုလာပြီးတော့ခိုင်ကိုဝန်ဆောင်မှုပေးတဲ့ခိုင်ကိုဝန်ဆောင်မှုကိုအသုံးပြုပြီးတော့တဲ့ story ခရာရှိကိုဆိုဆိုကဲရူခိုတိုနီနာတာပေါ့နော်တယောက်တည်းဆက်လက်နေထိုင်ဖို့ဖြစ်လာခဲ့ပြီးအာရူဟီတနေ့မှာပေါ့နော်မူစမဲကာရာသူသမီးကနေပြီးတော့စာဗီဆူတဲကျော်စကီနီရှာနေပေါ့နော်ဝန်ဆောင်မှုပေးရတဲ့တာဝန်ခံစီကိုတဲ့ခိုတိုရှိဝါပေါ့နော်ဒီနှစ်ကတော့အေးဆန်ကပေါ့နော်အေးဆန်ဆိုတဲ့လူက story တဲ့ယူဒီခါကီကဒက်ကီတဲ့ဤလူကဖူအန်တဲ့အာရူတိုဆိုဒန်ကအတာပေါ့နော်အေးဆန်ကတယောက်တည်းယူကီခါကီဆိုတာကြတော့လမ်းဘေးတွေမှာပေါ့နော်နှင်းတွေကပြုံနေပြီဆိုရင်အဲ့နှင်းတွေကိုဖယ်ရှားပေးတာပေါ့နော်ခေါ်ပြားတို့ဘာလို့လဲအဲ့ဒါကိုပြောတာအဲ့လိုမျိုးလုံနိုင်လားမလုံနိုင်လားဆိုတာကိုသူသမီးကစိုးရိမ်ပူပန်ပြီးတော့စိုးတန်းလုပ်ခဲ့တယ်ပေါ့နော်ဆိုကိုတဲ့အဲ့ဒီမှာတဲ့စာပီစုတဲ့ကျော်စကီနီရှာကပေါ့နော်ဝန်ဆောင်မှုပေးတဲ့တာဝန်ခံကအေးဆန်တို့ရှောနီပေါ့နော်အေးဆန်နဲ့အတူတူခူချီကူနော်မင်းစေးအင်းဒီဆိုဒန်စတာတိုကိုရိုပေါ့နော်ချီကူဆိုတဲ့ခရိုင်နေရတဲ့အရက်ဖက်လူမှုဖူလို့ရေးကော်မတီတွေကိုဆွေးနွေးတိုင်ပင်လိုက်တဲ့အခါမှာဆိုရင်ကင်းကျော်နော်စတိုတာချီကပေါ့နော်အေဘေနာကလူတွေကယူကီခါကီယိုစတဲကူရဲရူခိုတိုနီနာတာပေါ့နော်နှင်းတွေကိုကိုပြီးဖယ်ရှားပေးမယ်ဆိုပြီးဖြစ်လာခဲ့ပြီးတဲ့အဲ့ဒီမှာမိကွန်းလာပြီပေါ့နော်မွန်တိုင်းရကူဂျူယွန်ပေါ့နော်114တဲ့ဇူဝါပေါ့နော်ပုံဝါဆိုရင်နဲ့နိုးနော်အုံနောက်ရဲပေါ့နော်မိုရှိတေကီဆာရှိတာမွန်နိုတဲ့အာတို့ပေါ့နော်အကျန်းပုံစံပဲဖော်ပြတဲ့အရာဖြစ်ပါတယ်တဲ့အေးဆန်နော်နိုးနီပေါ့နော်အေးဆန်ရဲ့အုံနောက်မှာအီရှကူကပေါ့နော်ကျုံနေခြင်းတွေကတဲ့ခန်းချောနီမီတာတဲ့တူဘူီတိုစတဲပေါ့နော်ထင်ရှားစွာမြင်တွေ့ရတဲ့အစိပ်အပိုင်းအနေနဲ့မိုတိုမိုတက်ကီဆက်ဆွနာမွန်နိုစတိုဆိုအရာဘီနာဆိုင်ပေါ့နော်အသင့်တော်ဆုံးအရာတစ်ခုရွေးချယ်ပေးရမယ်အဲ့တော့နံပါတ်1ပေါ့နော်နံပါတ်1ရဲ့နေရာလေးကိုကြည့်ကြရအောင်နံပါတ်1ကကြတော့အုံနောက်ရဲ့ဘယ်နေရာမှာလဲဆိုတော့ဇန်တိုယောဆိုတဲ့အုံနောက်ရဲ့အရှေ့ပိုင်းပေါ့နော်အုံနောက်ရဲ့အရှေ့ပိုင်းကဘာတွေကိုလှုပ်လဲဆိုတော့အီရှိတို့ရှီခိုးတွေကိုလှုပ်ပေးတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့မဟုတ်ဘူးပေါ့နော်အဲ့တော့နံပါတ်2က B ကကြတော့အုံနောက်ရဲ့တိုးချောယောဆိုတဲ့ဒီခေါင်းတက်ပေါ့နော်ပြောမယ်ဆိုရင်ငယ်ရိတ်တက်မှာရှိတယ်အဲ့ဒါကဘာတွေလှုပ်ပေးလဲဆိုတော့နင်းချီခီနိုတို့ပေါ့နော်ခန္ဓာကိုယ်ရဲ့ထိတစ်ခံစားခြင်းတွေကိုလှုပ်ပေးတာဖြစ်တာကြောင့်မဟုတ်ဘူးပေါ့နော်နံပါတ်3ကကြတော့ C ဆိုတဲ့နေရာလေး C ကကြတော့အုံနောက်ရဲ့ပြောမယ်ဆိုရင်နောက်စီဘက်ပေါ့နော်ခိုးတိုးရောလို့ခေါ်တဲ့နောက်စီဘက်နောက်စီမှာကြတော့ဘာတွေလှုပ်လဲဆိုတော့အမြင်အာရုံတွေလှုပ်ပေးတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့မဟုတ်ပါဘူးနံပါတ်4နေရာလေးကြည့်အောင်နံပါတ်4နေရာကကြတော့ဘာလဲဆိုတော့သူကပြောမယ်ဆိုရင်ခိုင်ဘာလို့ခေါ်တယ်ပေါ့နော်ခိုင်ဘာကဘာတွေကိုလုပ်ပေးလဲဆိုတော့နင်းချစ်ခင်တို့တွေကိုထိတ်ချုပ်ပေးတယ်ပေါ့နော်အဲ့ဒါကြောင့်အဖြစ်မှန် तू ကဘယ်နေရာမှာ point ပါလဲဆိုတော့အေးဆန်ကအဲ့ဒါဆိုဟိုင်မာဂါတာနင်းချီရှောရှိတယ်ပေါ့နော်ပြီးတော့နိုးနိုးခီအိုခုတွေကိုထိတ်ချုပ်ထားတဲ့ခိုင်ဘာကအဲ့ဒီနေရာလေးပေါ့နော်အဲ့ဒါကြောင့်မို့အဖြစ်မှန်အီးရကြတော့ဘယ်နေရာလဲဆိုတော့ရှောနိုးဆိုတဲ့အုံနောက်ငယ်ပေါ့နော်အဲ့ဒါကြောင့်မို့နံပါတ်4ကအဖြစ်မှန်နော်